ချိန်မနှောင်းမီကြိုးစားခြင်းဘုရားကိုယုံကြည်ကိုးကွယ်ကြတဲ့ဘုရားဘာသာဝင်သူတော်စင်တွေဟာမြတ်စွာဘုရားရဲ့အဆုံးအမမြတ်ဗုဒ္ဓရဲ့အဆုံးအမအတိုင်းလိုက်နာကျင့်သုံးကြရမြတ်ဗုဒ္ဓရဲ့အဆုံးအမကိုလိုက်နာကျင့်သုံးဖို့ဘုရားကိုကိုးကွယ်တာဖြစ်တယ်တခြားဘာသာတွေမှာဆိုင်ရာသူတို့ရဲ့အထွတ်အမြတ်ဘာသာတွေကိုကိုးကွယ်တယ်ဆိုတာနဲ့ဘုရားဘာသာဝင်သူတော်စင်တို့ရဲ့မြတ်ဗုဒ္ဓကိုကိုးကွယ်ခြင်းဟာကွဲပြားခြားနားမှုရှိတယ်မတူညီဘူးဆိုတာသတိထားကြဖို့လိုအပ်တယ်ပေါ့မြတ်ဗုဒ္ဓကိုကိုးကွယ်တယ်ဆိုတာမြတ်ဗုဒ္ဓရဲ့အဆုံးအမတွေကိုရရှိပြီးထိုအဆုံးအမတိုင်းမိမိတို့ကိုယ်တိုင်လိုက်နာကျင့်သုံးကြဖို့ဆိုတဲ့ရည်ရွယ်ချက်နဲ့ကိုးကွယ်ကြတယ်မင်္ဂန်နဲ့ကိုးကွယ်မှုနဲ့ကိုးကွယ်မှကောင်းကျိုးချမ်းသာတွေဆိုတာရနိုင်တယ်လမ်းမနေတယ်ဆိုရင်ကောင်းကျိုးချမ်းသာတွေမရနိုင်ဘူးတရဏဂုံတည်တယ်လို့ဆိုတဲ့စကားကိုးကွယ်မှုနဲ့ပတ်သက်တာကိုဆိုလိုတယ်ကြောက်လို့ကိုးကွယ်ရင်လည်းကိုးကွယ်ရမမြောက်ဘူးလတ်လဘလိုခြင်းလို့စီးပွားဥစ္စာတွေတိုးတက်ခြင်းလို့ဆိုပြီးတော့ကိုးကွယ်တယ်ဆိုလို့ရှိရင်လည်းကိုးကွယ်ရမမြောက်ဘူးမိမိတို့ရဲ့ဆွေမျိုးဖြစ်လို့ကိုးကွယ်တယ်ဆိုရင်လည်းကိုးကွယ်ရမရောက်ဘူး tradition ရကိုးကွယ်တယ်ဆိုလို့ရှိရင်လည်းအစဉ်လာရကိုးကွယ်တာမျိုးဆိုတာလည်းပဲကိုးကွယ်ရမမြောက်ဘူးလို့ကိုးကွယ်မှုဆိုတာစစ်မှန်တဲ့ရည်ရွယ်ချက်နဲ့ကိုးကွယ်မှကိုးကွယ်ရမြောက်။ဘာကြောင့်ကိုးကွယ်ရမမြောက်ဘူးလို့ဆိုတာတော့ဆိုရင်ဥပမာမဲ့နတ်ကိုကိုးကွယ်တယ်ဆိုတာနတ်ကဖမ်းစားမှာဆိုလို့ကြောက်လို့ကိုးကွယ်ကြတယ်။တချို့ပုဂ္ဂိုလ်တွေကဆင်းရဲမှာကြောက်တာလဲကြောက်တာပဲနတ်ကင်မှာကြောက်တာလဲကြောက်တာကြောက်လို့ကိုးကွယ်တာလတ်လဘလိုချင်လို့အောင်မြင်ကြီးပွားခြင်းလို့အလုပ်တစ်ခုလုပ်တဲ့အခါမှာအစဉ်ပြေပြီးတော့အောင်မြင်မှုကိုရခြင်းလို့ဆိုတဲ့ရည်ရွယ်ချက်နဲ့နတ်ကိုကိုးကွယ်ကြပြန်တယ်နတ်ကတော်တွေပြောတဲ့အတိုင်းဘုံသည်ငပြောသည်တို့နတ်ကိုဆက်ပြီးတဲ့အခါမှာလိုချင်တာကိုတောင်းကြတဲ့အခါဆုတောင်းပြည့်တယ်လို့ရည်ရွယ်ချက်တွေနဲ့ကိုးကွယ်ကြတယ်ရချင်တဲ့စိတ်ဓာတ်နဲ့ကိုးကွယ်တာမြတ်ဗုဒ္ဓကိုကိုးကွယ်တာအဲ့ဒီလိုစိတ်ဓာတ်မျိုးတွေနဲ့ကိုးကွယ်လို့မရဘူးလို့လောကလူသားတွေကနတ်ကိုကိုးကွယ်တဲ့အစဉ်လာကြီးကအလွန်ကြီးမားသည့်အတွက်ကြောင့်ထိုကဲ့သို့ရည်ရွယ်ချက်တွေနဲ့ဘုရားကိုကိုးကွယ်တဲ့အခါမှာလည်းပဲအဲ့ဒီရည်ရွယ်ချက်မျိုးတွေနဲ့ကိုးကွယ်တဲ့အခါမှန်ကန်တဲ့ကိုးကွယ်မှုမဖြစ်လာဘူးမှန်ကန်တဲ့ကိုးကွယ်မှုမဖြစ်လာမိမိကိုယ်အားကိုးရမယ်ဆိုတဲ့ဆုံးမစကားရဲ့အပြင်ရောက်သွားပြီးတခြားပုဂ္ဂိုလ်တူကိုအားကိုးယုံကြည်မှုတွေဘယ်လိုအနေထားတွေကိုဖြစ်စေတတ်တော့ဆိုရင်တခြားပုဂ္ဂိုလ်တွေကိုအားကိုးယုံကြည်ခြင်းအပြင်ကိုယ့်ရဲ့အသိဉာဏ်ကိုယ့်ရဲ့ဆန္ဒကိုယ့်ရဲ့လုံလဝိရိယတွေဟာအသုံးမဝင်ဖြစ်သွားကိုယ့်ရဲ့အသိဉာဏ်တွေကိုယ့်ရဲ့လုံလဝိရိယတွေနဲ့စွမ်းအားထုတ်ပြီးတော့လုပ်လို့ရတဲ့ကိစ္စတွေကိုစွန့်ပယ်ပြီးတော့တကုရှင်ကမမဲ့အချိန်ကိုမျှော်လင့်တမ်းတနေခြင်းဟာလူပြင်းတို့ရဲ့အလုပ်သာဖြစ်သွားတယ်။အောင်မြင်ကြီးပွားမှုဆိုတာမရနိုင်ဘူး။မြတ်စွာဘုရားကိုယ်တိုင်ကအတ္တာဟိအတ္တနောနာထောကောဟိနာထောပရောတိယမိမိဒီသာလည်းမိမိရဲ့ကိုယ်ဝေယဖြစ်တယ်။တခြားပြမပုဂ္ဂိုလ်ဆိုတာဘယ်သူပဲဖြစ်ဖြစ်ကိုယ်ဝေယမဖြစ်ဘူးလို့ရှင်းရှင်းကြီးဟောကြားထားတာဖြစ်တယ်ပေါ့။ကိုယ်ဝေယဆိုတဲ့စကားလုံးနဲ့ရောထွေးပြီးတော့ဘာသာတရားတွေကိုကိုးကွယ်တာဟာဘုရားဘာသာနဲ့အခြားဘာသာတွေတူညီတယ်လို့ထင်ကောင်းထင်ကြလိမ့်မတူညီဘူးဘုရားဘာသာဝင်သူတော်စင်တွေကမြတ်စွာဘုရားကိုကိုးကွယ်တယ်ဆိုတာမြတ်စွာဘုရားရဲ့အသိဉာဏ်ကိုယုံကြည်လက်ခံပြီးမြတ်စွာဘုရားရဲ့အဆုံးအမကိုလိုက်နာဖို့သာဘုရားကိုကိုးကွယ်တာဖြစ်တယ်ဒီတယ်မပို့အဆုံးအမရဖို့မလုံးသင့်တာနဲ့လုံးသင့်တာတွေကိုသိဖို့ဘ
မလုံးသိတာနဲ့လုံးသိတာခွဲခြားသိဖို့အပြစ်ရှိတာနဲ့အပြစ်မရှိတာခွဲခြားသိဖို့ကုသိုလ်နဲ့အကုသိုလ်ခွဲခြားသိဖို့ကောင်းကျိုးချမ်းသာကိုပေးတတ်တဲ့အရာနဲ့ဆင်းရဲဒုက္ခအကျိုးကိုပေးတတ်တဲ့အရာနှမျိုးခွဲခြားသိဖို့ဆိုတဲ့အသိဉာဏ်အတွက်သာကိုးကွယ်တာဖြစ်တယ်ဒါမှမှန်ကန်တဲ့ကိုးကွယ်မှုအဲ့တော့မြတ်စွာဘုရားသခင်ကိုတော်မြတ်ကိုးကွယ်သည့်အတွက်ကြောင့်ဘုရားကဘာများအထောက်အကူပြုမလို့တခြားဘုရားတွေပြောမယ်ဆိုရင်ဘုရားကမတယ်စင်လာစကားရပြောကြတာဘုရားကမတယ်ဆိုပြီးပြောကြတယ်တကယ်တော့လောကလူတွေဟာမတယ်ဆိုတာတကိုးရှင်ကနေပြီးတကိုးနဲ့ကြီးပွားတိုးတက်အောင်လုပ်တာဆင်းရဲဒုက္ခကနေဆွဲထုတ်သွားတာဒုက္ခရောက်နေရာကနေကယ်တင်တာတို့ကိုမတယ်လို့ဒီလိုသုံးကြမြတ်ဗုဒ္ဓရဲ့ကိုးကွယ်ကြတဲ့ဘုရားဘာသာဝင်သူတော်စင်တွေအနေနဲ့ဘုရားကမတယ်ဆိုတာဘယ်ပုံပဲနည်းမတာလဲမှန်ကန်သိဖို့လိုတယ်မြတ်စွာဘုရားကဟိတေပဝတ္တနေနအာဟိတာသနိဝတ္တနေနလို့ဆိုတဲ့အတိုင်းတရားရရဲ့တဏ္ဍာမှာလောကသားတွေရဲ့တဏ္ဍာမှာကောင်းကျိုးချမ်းသာကိုဖြစ်ပွားစေတတ်တဲ့အရာတွေလိုက်နာဆောင်ရွက်စေခြင်းမကောင်းကျိုးကိုဖြစ်စေတတ်တဲ့အရာတွေမှနောက်ဆုံးရှောင်ရှားစေခြင်းဆိုလိုတာကရှောင်ရမှာနဲ့ဆောင်ရမှာခွဲခြားဟောကြားပြီးရှောင်တဲ့တာကိုရှောင်ခိုင်းတယ်ဆောင်တဲ့တာကိုဆောင်ခိုင်းတယ်အဲ့ဒီနည်းနဲ့တရားတွေပေါ်မှာကြာရောက်မဲ့ဘေးရန်အန္တရာယ်ဖယ်ရှားတာဖြစ်တယ်အဲ့ဒီနည်းနဲ့သာဘုရားကမမှာဖြစ်တယ်တခြားနည်းတွေနဲ့မတယ်လို့မယူဆကြသေးဘူးဘယ်တော့မှလည်းမြတ်စွာဘုရားကတခြားနည်းနဲ့အုံခွဆိုပြီးတော့မှန်းပြီးမတာမျိုးမရှိဘူးလောကမှာဖြစ်လဲမဖြစ်နိုင်ကိုယ်သားသမီးတောင်မှပညာတတ်ကြီးဖြစ်ရင်ဖြစ်ချင်တယ်ဆိုတဲ့လူတွေပညာတတ်ဖြစ်အောင်လုပ်ပေးနိုင်စွာမရှိဘူးမိမိသားသမီးပညာတတ်ဖြစ်ချင်လို့ရှိရင်မြတ်စွာဘုရားဆုံးမတဲ့အတိုင်းပဲဟိတေပဝတ္တနေနအာဟိတာသနိဝတ္တနေနရှောင်ရမှာကိုရှောင်ခိုင်းတယ်လှုပ်ဆောင်ရမှာကိုလှုပ်ဆောင်ခိုင်းတယ်ကျောင်းကောင်းကောင်းထားပေးမယ်ဆရာကောင်းကောင်းထားအပ်ပေးမယ်လွတ်ထားတွေကိုထောက်ပံ့မယ်ဆိုတဲ့အနေထားနဲ့သာလှုပ်လို့ရဒီတဲ့ပို့ပြီးတော့လုံနိုင်စွမ်းမရှိဘူးသာသမီလှုပ်တဲ့ပုဂ္ဂိုလ်ကကိုယ်တိုင်ကြိုးစားမှကိုယ့်ရဲ့လုံလဝိရိယတွေနဲ့စွမ်းအားထုတ်မှကြီးပွားတိုးတက်တယ်ဆိုတာဘယ်သူမှပြောစရာမလိုတဲ့လက်တွေ့ကျတဲ့အရာတစ်ခုပဲဖြစ်တယ်ပေါ့မြတ်စွာဘုရားကတို့တွေကိုကောင်းကျိုးချမ်းသာကိုရစေတယ်ဆိုတာဟာအမှန်တရားကိုလမ်းညွှန်ပြခြင်းများတာဖြစ်တယ်အလင်းအောင်ပေးခြင်းများတာဖြစ်တယ်ကိုယ်တိုင်လှုပ်ဆောင်ရမှာကတော့မိမိတို့တောင်းဝန်တာဖြစ်တယ်ရှောင်ရမယ့်အရာတွေကိုရှောင်ပြီးလုပ်ရမယ့်အရာတွေကိုလုပ်မှသာလျှင်ကြီးပွားတိုးတက်တယ်ရှောင်တာတို့လှုပ်တာတို့ဆိုတာကိုယ့်ရဲ့တတိတို့ဝိရိယတို့ပညာတို့ကိုသုံးချပြီးတော့အလုံးလုံးမှကြီးပွားတိုးတက်နိုင်တာဖြစ်တယ်လို့ဒါဟာမှန်ကန်တဲ့အမြင်တစ်ခုပဲဖြစ်တယ်အဲ့ဒါလို့မဟုတ်ဘဲနဲ့တခြားအမြင်နဲ့မြင်နေမယ်ဆိုလို့ရှိရင်တော့မြတ်ဗုဒ္ဓရဲ့အဆုံးအမကနေလမ်းချော်နေပြီလို့ဒီလိုပဲမှတ်ရမြတ်ဗုဒ္ဓရဲ့အဆုံးအမဟာမိမိတို့ကိုယ်တိုင်ကြိုးစားအထောက်ဖို့သာဆုံးမတာဖြစ်မိမိဘာဖြစ်ချင်တယ်လဲဆိုတဲ့ကိုယ်ဆန္ဒအပေါ်မှာနိလန်းတကြတတိတို့ဝိရိယတို့ပညာတို့ဆိုတာတွေနဲ့အသုံးချမိမိတို့ကိုယ်တိုင်ကြိုးစားအထောက်ခြင်းဖြစ်တာလဲလိုအပ်တဲ့ပန်းတိုင်ကိုရောက်ရှိနိုင်တာဖြစ်တယ်ကြိုးစားအထောက်ခြင်းရဲ့တန်ဖိုးကိုမြတ်စွာဘုရားဟာအမြဲတမ်းဆုံးမပြောကြားလေးရှိဉာဏ်တော်တွေကိုဆုံးမတဲ့အခါမှာပွင့်ပွင့်လင်းလင်းမြတ်စွာဘုရားကဆုံးမတယ်။ဘာဘုရားဟာမမိတ်မလျော့အပမာဒတရားမလျော့သောဇွဲလုံးလဝိရိယတရားတွေနဲ့ကြိုးစားအထုတ်လို့ထူးခြားတဲ့အသိဉာဏ်ကြီးကိုရလာတာဖြစ်တယ်။သင်တို့ကိုယ်တိုင်လည်းမမိတ်မလျော့ခြင်းဆိုတဲ့အပမာဒတရားမဆုံးနစ်သောလုံလဝိရိယများဖြင့်ကျင့်ကြံကြုတ်ကုတ်
အားထုတ်ကြမယ်ဆိုလို့ရှိရင်သင်တို့လိုက်ထူးခြားတဲ့အသိဉာဏ်ကိုရမှာဖြစ်တယ်လို့ဒီလိုသာမြတ်စွာဘုရားကဆုံးမဟောကြားပေးအေးငါ့ကိုအားကိုးကြငါ့ကိုယုံကြည်ကြငါကိုယ်တော်မြတ်ကမဆာတော်မူမယ်လို့ဘယ်တော့မှမဟုတ်ဘူးဒါကြောင့်မို့လို့ဘုရားဘာသာဝင်တွေအနေနဲ့နံပါတ်1လောက်ရမှာပါတော့မြတ်စွာဘုရားကဘာကိုဆုံးမတယ်လဲဘာတွေကိုရှောင်ခိုင်းတယ်လဲဘာတွေကိုလှုပ်ခိုင်းတယ်လဲဒါဟာအရေးကြီးတဲ့အချက်မြတ်စွာဘုရားကဒါတွေရှောင်ရမယ်ဆိုတာကိုမိမိတို့ကိုယ်တိုင်ကြိုးစားပြီးရှောင်အောင်ဒါတွေကိုလှုပ်လို့ဆုံးမတဲ့အခါမှာဒီအလုပ်တွေကိုလှုပ်ဖို့ပဲလို့အဲ့ဒီနှစ်ခုနဲ့သာလောကကြီးမှာကြီးပွားတိုးတက်နိုင်တယ်ဘဝဆိုတာမိမိတို့မြင်နိုင်တဲ့အနာဂတ်ရှိတယ်လို့မမြင်နိုင်တဲ့အနာဂတ်တွေအများကြီးရှိမြင်နိုင်တဲ့အနာဂတ်အတွက်မိမိတို့ကိုယ်တိုင်ကြိုးစားအားထုတ်ပြီးမမြင်နိုင်တဲ့အနာဂတ်အတွက်မြတ်ဗုဒ္ဓရဲ့အဆုံးအမကိုယုံကြည်သောတရားစွမ်းအားနဲ့လှုပ်ဆောင်ကြရတာဖြစ်တယ်ဒါကြောင့်မို့ဘုရားဘာသာမှာတရားဆိုတာဟာရှေ့ပိုင်းမှာလိုအပ်တယ်ဘုရားပေါ်မှာယုံကြည်မှုထားသည့်အတွက်ကြောင့်မြတ်စွာဘုရားရဲ့အဆုံးအမကိုလိုက်နာမှုဖြစ်တယ်အကယ်၍ယုံကြည်မှုမရှိဘူးဆိုလို့ရှိရင်လိုက်နာမှုဆိုတာမဖြစ်နိုင်ဘူးအဲ့တော့ယုံကြည်မှုကြောင့်မြတ်စွာဘုရားရှိကအဆုံးအမတွေကိုရတယ်ရလာတဲ့အဆုံးအမတွေကိုယုံကြည်စွာနဲ့လိုက်နာဆောင်ရွက်မှုကြတယ်ဝိရိယနဲ့တတိနဲ့ပညာနဲ့ဆိုတဲ့ကိုယ့်ရဲ့အရည်ချင်းတွေနဲ့လောက်ခံကြရတာဖြစ်တယ်ပေါ့ကိုယ်အပိုင်းသူ့အပိုင်းဆိုတာအပိုင်းခွဲခြားပြီးတော့မိမိတို့လုပ်ရမယ့်အလုပ်ကိစ္စတွေကိုယ်တိုင်လုပ်ခံကြရမှာဖြစ်တယ်ဒါဟာဘုရားဘာသာရဲ့ခံယူချက်စစ်စစ်ဖြစ်ရသော်ဗျာသူ့ရဲ့အလုပ်ကဘာလဲလို့ဆိုရင်သွားခါတော်ဓမ္မောလုံးတင်တာနဲ့မလုံးတင်တာဒီနှစ်ခုကိုမှန်မှန်ကန်ကန်ဟောပြောပေးတာဟာရသော်ဗျာရဲ့တောင်းပဲဖြစ်တယ်မြတ်ဗုဒ္ဓရဲ့အဆုံးအမတွေမှာလွဲမှားနေတာတခုမှမရှိဘူးအလုံးမဖြစ်နိုင်တာလည်းတခုမှမရှိဘူးအားလုံးမှန်ကန်တဲ့လမ်းကြောင်းပေါ်ရောက်ပြီးတော့တကယ်လို့တကယ်ဖြစ်တာတွေကြီးပဲဖြစ်တယ်ဒါကြောင့်မို့တရားကုံတော်6ပါးလို့ဘုရားဘာသာဝင်တွေသိနေတာဟာမြတ်စွာဘုရားရဲ့အဆုံးအမရဲ့အည်အသွေးတွေသာဖြစ်တယ်ဘုရားဆုံးမထားတဲ့အဆုံးအမတွေဟာလွဲချော်တာမရှိလို့သွားခါတလို့မှန်တယ်မှန်တဲ့အတိုင်းဟောထားတာဖြစ်တယ်ဒါလို့ရင်ဒါဖြစ်မယ်ဒါမလို့ရင်ဒါမဖြစ်ဘူးဆိုတဲ့ဒီလိုအဆုံးအမတရားတော်မှန်ကန်တဲ့အတိုင်းဟောတာရသော်ဘုရားကတရားတွေမှာကံတရားကြောင့်ထိုဘဝကိုရောက်ရှိကြတာဖြစ်တယ်ထိုကံတရားကိုချုပ်ကင်လွှမ်းမိုးနေတာတွေကတော့အဝိဇ္ဇာနဲ့တဏှာစတဲ့ကိလေသာတွေပဲဖြစ်တယ်ကိလေသာတွေရဲ့စွမ်းဆောင်မှုနဲ့ကံတရားတွေဟာဆာယဘုံဘဝတွေမှာအကျိုးပေးနေတယ်ဒါကြောင့်မို့ကိလေသာဆိုတဲ့စိတ်ရဲ့အညစ်အကြေးတွေကိုဖယ်ရှင်းလိုက်မယ်ဆိုရင်ထိုကိလေသာတွေကြောင့်ဖြစ်တဲ့ကံတွေဟာအသုံးမဝင်တော့တဲ့အနေအထားဖြစ်ပြီးဘဝကြီးတစ်ခုဟာသို့မဟုတ်ဒုက္ခရောက်နေတဲ့ဒုက္ခလို့သတ်မှတ်ထားတဲ့ခန္ဓာ၅ပါးဟာရပ်စဲသွားမှာဖြစ်တယ်အဲ့ဒီဒုက္ခဆိုတဲ့ခန္ဓာ၅ပါးဖြစ်နေသမျှကာလပတ်လုံးတဏှာထဲမှာမွေးလိုက်ဟာမွေးပြီးတဲ့နောက်မှာအိုတယ်နာတယ်သေတယ်ဆိုတဲ့ဒုက္ခဘယ်လူမျိုးမှရှောင်ရှားနိုင်ခြင်းမရှိဘူးဘယ်ဘာသာဝင်မှရှောင်လို့ရတဲ့ကိစ္စလုံးဝမှန်ကန်နေတာဖြစ်တယ်သို့တော့အဲ့ဒါတွေကိုရှောင်ခြင်းမဖြစ်အောင်လုပ်တဲ့နည်းကလွဲလို့တခြားမရှိဘူးဒါဟာမြတ်စွာဘုရားကမဖြစ်အောင်လုပ်တယ်လို့ဆိုတဲ့နည်းစနစ်တိုင်းမဂ္ဂင်၈ပါးအကျင့်တရားကိုကျင့်ကြံကြိုးကိုအထောက်ကြမယ်ဆိုလို့ရှိရင်အဝိဇ္ဇာနဲ့တဏှာကိုဖယ်ရှားနိုင်တယ်အဝိဇ္ဇာဆိုတာလုံးတင်တာနဲ့မလုံးတင်တာကိုမသိအောင်ဖုံးကွယ်ပေးထားတယ်ဖုံးကွယ်ပေးထားသည့်အတွက်ကြောင့်တဏှာဆိုတာကလိုချင်လာတယ်တွေ့တားလာတယ်အမှန်မသိလို့လိုချင်တယ်လိုချင်တော့ရအောင်လှုပ်လာတဲ့ကံတရားတွေဖြစ်လာအဝိဇ္ဇာတဏှာဒ
ဒီနှစ်ခုပေါင်းစပ်လိုက်တဲ့အခါမှာကံတရားတွေကိုလှုပ်လာကြတယ်လှုပ်လာသည့်အတွက်ကြောင့်ကံတရားတွေကအကျိုးတစ်ခုထုတ်လုပ်လာကြတယ်အဲ့ဒီနည်းနဲ့တဏှာဟာမပြတ်နိုင်ပဲနဲ့တဝဲလေလေအိုခြင်းနာခြင်းသိခြင်းဆိုတာတွေနဲ့ပဲဘဝဟာရင်ဆိုင်နေကြပရိစ္ဆသမုပ္ပါမှာကြည့်အဝိဇ္ဇာပစ္စယသင်္ခါရအဝိဇ္ဇာဆိုတာအမှန်မသိဘူးလုံးတင်တာနဲ့မလုံးတင်တာကိုမသိဘူးမသိသည့်အတွက်ကြောင့်သင်္ခါရလုံးပြီးလုံးရတယ်လုံးတယ်လုံးထားတွေကကံတရားမသိတာကကိလေသာကိလေသာနဲ့ကံပေါင်းစပ်လိုက်တဲ့အခါမှာသင်္ခါရပစ္စယဝိညာဏလို့ဆိုတဲ့ဘဝတစ်ခုရလာတယ်အဲ့ဒီဘဝတစ်ခုရလာအစပြုလိုက်တာနဲ့တပြိုင်နက်ဝိညာဏပစ္စယနာမရူပံသတိစိတ်လေးပေါ်လိုက်တာနဲ့ရုပ်တည်နံတွေဟာတွဲဖက်ပြီးတော့ပါလာရုပ်နံတွေဟာကြီးထွားလာတဲ့အခါမှာနာမရူပပစ္စယသလာယနာလို့ဆိုတဲ့လူတွေရဲ့ဘဝကိုပဲစဉ်းစားကြည့်မိခင်ဝမ်းထဲမှာရုပ်တည်နံတွေပွားစည်းလာတဲ့အခါမှာမျက်စိပါလာတယ်နားပါလာတယ်နှာခေါင်းပါလာတယ်လျှာပါလာတယ်ကိုယ်ကာယပါလာမနဆိုတဲ့အသိစိတ်တွေပါလာအဲ့ဒါကိုသလာယနာမျက်စိနာနာလျှာကာယမနဆိုတဲ့အာယတနာ6ပါးနာမရူပပစ္စယသလာယနာဆိုတာပြောမယ်ဆိုရင် organ တွေပေါ့အင်္ဂါရက်တွေပေါ့ပေါ်လာပါလာသည့်အတွက်တော့ဘာဖြစ်လဲပါလာလို့ရှိရင်မျက်စိရှိတော့ပြမအာယုံကိုကြည့်လာနားရှိတော့ပြမအတန်တွေကိုကြားလာတယ်နှာခေါင်းရှိတော့ပြမကအနံ့တွေရလာလျှာရှိတော့အရသာတွေသိခန္ဓာကိုယ်ရှိတော့အထိတွေ့တွေရစိတ်ရှိတော့ပြမအာယုန်တွေကိုကြံတွေးလာအဲ့တော့အာယုန်နဲ့စိတ်နဲ့ဆက်သွယ်မှုတွေဖြစ်ပေါ်အဲ့ဒီအာယုန်နဲ့စိတ်နဲ့ဆက်သွယ်မှုဖြစ်ပေါ်လာတာကိုပဲသလာယနာပစ္စယဖတ်တော်လို့ဒီလိုဆိုတာလူဘဝဟာဒါပဲလေအဲ့တော့ဆုံတွေ့လာတဲ့အခါဘာဖြစ်တယ်ဆိုဖတ်တာပစ္စယဝေဒနာကြိုက်တယ်မကြိုက်ဘူးပျော်တယ်မပျော်ဘူးစိတ်ချမ်းသာတယ်စိတ်ညစ်တယ်ဆိုတာတွေအာယုန်နဲ့ဆက်သွယ်မှုပေါ်မှာမူတည်ပြီးတော့ဝေဒနာဆိုတဲ့စိတ်ရဲ့ခံစားမှုတွေပေါ်လာအဲ့ဒီတင်ရပ်နေသလားဆိုရပ်မနေဘူးဝေဒနာပစ္စယတဏှာကောင်းတဲ့ခံစားမှုဆိုကြိုက်တယ်မကောင်းတဲ့ခံစားမှုဆိုလို့ရှိရင်လည်းကောင်းတာကိုကြိုက်တယ်အဲ့ဒီလိုဝေဒနာဆိုတဲ့အာယုန်နဲ့အတွေ့အကြုံရသွားပြီကြိုက်သွားပြီတွေ့တာသွားပြီလိုချင်သွားပြီဒီလိုဆိုတော့ဝေဒနာပစ္စယတဏှာဖြစ်လာတဲ့အခါလိုချင်ုံတက်လားလို့ဆိုမဟုတ်ဘူးဆွဲလန်းသွားတယ်ဝေတဏှာပစ္စယဥပါဆွဲလန်းလာတော့ဘာဖြစ်တော့တဏှဥပါဒနာပစ္စယဘဝလို့ဆိုပြီးဘဝတစ်ခုဆိုတာအကြောင်းတရားဖြစ်တဲ့ကံရယ်ရရှိလာတဲ့ခန္ဓာရယ်ဒီနှစ်ခုပေါင်းစပ်ထားတဲ့ကာမဘဝနဲ့ဥပပတ္တိဘဝဘဝတစ်ခုတိဆောက်လာတော့ဘာဖြစ်တယ်ဘဝပစ္စယဇာတိဝိဖွာလာခြင်းဖြစ်လာတယ်ဝိဖွာလာတော့ဘာဖြစ်လဲဇာတိပစ္စယသရမရဏအိုရာရဲ့သေရာရဲ့ဟောလူလောကဟာအကြောင်းနဲ့အကျိုးဆက်ဆက်ပြီးခုလိုဖြစ်အဲ့လိုဖြစ်နေတာကိုမှန်ကန်တဲ့နည်းနဲ့မြတ်စွာဘုရားသွားခါတအမှန်တိုင်းဟောပြတာမှန်တိုင်းဟောပြထားသည့်အတွက်ကြောင့်ကိလေသာဆိုတဲ့အဝိဇ္ဇာရဲ့တဏှာရဲ့ဥပါဒံဆိုတာရဲ့ဒါတွေကိုဖယ်ပလိုက်မယ်ဆိုလို့ရှိရင်သင်္ခါရဆိုတဲ့ကံဘဝဆိုတဲ့ကံဒီကံတွေဟာအလုံးမဖြစ်တော့ဘာဖြစ်လဲဝိပါကဆိုတဲ့ခန္ဓာတွေဟာပြတ်ဆဲသွားဒါလည်းမှန်ကန်တာပဲအဲ့ဒါလို့မှန်ကန်တဲ့နိလန်းနဲ့မှန်ကန်တဲ့ကျင့်စဉ်တွေကိုမြတ်စွာဘုရားရှင်းလင်းဟောပြတာသွားခါတလို့ဒီလိုပြောတာမှန်တယ်ဒါကအရှင်းမြင့်တဲ့အနေနဲ့မြတ်စွာဘုရားဟောကြားအနေနဲ့ဆိုလို့ရှိရင်ယံကမ္မံဂရိတန္တိကလျာဏဝါပါပကံဝါတတ္အာယတာပဝိတန္တိတရဝရရဲ့စုကြုံတိမ့်မြင့်လောကသားတွေရဲ့ထက်တန်းကြမှုအောက်တန်းကြမှုဆင်းရဲမှုချမ်းသာမှုတွေဘယ်သူကစီမံဆောင်ရွက်နေတာတော့ဆိုကမ္မံတတ္တိဝိပဿတိဆိုကိုလုပ်တဲ့ကံတရားတွေကစီမံဆောင်ရွက်နေတာဒါဘုရားရဲ့အဆုံးအမမှာကံတရားတွေကစီမံဆောင်ရွက်နေတယ်လို့ဒီလိုဟောတယ်တခြားအဆုံးအမဘာသာဝါဒတွေကြည့်လိုက်လို့ရှိရင်ဘုရားသခင်ကနေ
န်တီးနေတယ်လို့ဒီလိုယူဆကြတယ်ဒီလိုယုံကြည်ကြဘုရားဘာသာဝင်တွေမှာတော့ကိုယ့်ရဲ့လောက်ရမှတပါကိုယ်တဏ္ဍာမှာဖြစ်တဲ့အရာကလွဲလို့တခြားဆွဆွဲเสียအကြောင်းတစ်ခုဘာမှမရှိကိုလှုပ်တာကိုရတာပဲကိုလှုပ်တဲ့အတိုင်းကောင်းတာလုပ်ရင်ကောင်းတာရတယ်မကောင်းတာလုပ်ရင်မကောင်းတာရတယ်ယံကမံဂရိတန္တိကလျာဏဝပပကံဝကောင်းတာလုပ်လို့မကောင်းတာလုပ်လို့တတ္တကမ္မတ္တဒါအဲ့ဒါကိုပဲအမွေခံရတယ်လို့ဆိုတဲ့ယုံကြည်ချက်ဟာကိုအားကိုမှုဖြစ်ပေါ်စေရတယ်လူတော်လူကောင်းဖြစ်စေဖို့အတွက်လမ်းဖွင့်ပေးတဲ့ယုံကြည်ချက်မြတ်စွာဘုရားရဲ့အခြေခံဆုံးမဟာကိုလှုပ်တာကိုရတယ်ကိုအားကိုရမယ်ဆိုတဲ့ဆုံးမချက်ဟာအလွန်မှန်ကန်တယ်ဒီနေ့လောကလူသားတွေကြည့်ကိုဘဝရလာလို့ရှိရင်ပညာတတ်အောင်ဆိုရင်ကလေးဘဝတွေကကျောင်းနေကြရတယ်သင်ရတယ်ကျောင်းတဲ့ကျူရှင်တဲ့ကျောင်းကလေးတွေဟာလူငယ်ရဲ့ဘဝပြောစရာဆိုတာအလွန်နည်းပြီးတော့ခဏခေတ်မှာရုန်းကန်လှုပ်ရှားတာဘာအတွက်လဲပညာအတွက်ပဲကိုလုံးမကိုရတယ်ဆိုတာကိုသိကြလို့မိဘတွေကလည်းကိုသားသမီးကိုအောက်ကျနောက်ကျမဖြစ်ဖို့အတွက်ဆရာကောင်းကောင်းကျောင်းကောင်းကောင်းထားကြရင်ငွေကုန်ကြီးကြနော်ငွေကုန်ကြီးကြခံပြီးတော့ကုညီထောက်ပံ့ကြဒီကနေ့ဆိုလို့ရှိရင်ကျောင်းသားမိဘတွေဟာကျောင်းတက်ရတာမိဘတစ်ဝက်ကျောင်းသားတစ်ဝက်လောက်တောင်ဖြစ်နေကျောင်းသားနဲ့မိဘဟာတူတူကျောင်းတက်နေရတဲ့အနေအထားမျိုးတောင်ရောက်ကိုသားသမီးကျောင်းသွားရင်မိဘကလည်းလိုက်သွားရအဲ့ဒါလောက်ထိအောင်ဘာအတွက်ဒီကလေးကိုလှုပ်ခိုင်းနေတာလဲလို့ဆိုနော်ကိုလုံးမကိုရတယ်ဆိုတဲ့အသိစိတ်ဓာတ်မမှန်ဘူးလားဆိုမှန်တယ်လေဒီလိုမလုပ်ရင်မရဘူးဆိုတာသိတာအဲ့ဒါလိုပဲဘဝမှာအရာခတ်သိမ်းဟာကိုလုံးမကိုရတယ်ဆိုတဲ့အသိစိတ်ဓာတ်မြတ်ဗုဒ္ဓရဲ့အဆုံးအမနဲ့ကိုင်းညီတယ်လို့မြတ်ဗုဒ္ဓရဲ့အဆုံးအမဗုဒ္ဓဘာသာဝင်သူတော်စင်တွေဟာတက်ကြွနဲ့အလုံးလုံးကြမှာဖြစ်တယ်အလုံးမလုံးပဲနဲ့ဘာတစ်ခုမှရလာမှာမဟုတ်ဘူးအချောင်ရခြင်းလို့မရှိဘူးမြတ်စွာဘုရားကလုံလဝီရိယတို့သန္တာတို့စဉ်းစားဉာဏ်တို့စိတ်ဓာတ်တို့ဆိုတာကိုရှေ့တန်းတင်ပြီးတော့ဟောတာဖြစ်လူတိုင်းမှာသန္တာဆိုတာရှိတယ်အောင်မြင်ကြီးပွားလို့တဲ့သန္တာအောင်မြင်ကြီးပွားလိုမှုနဲ့သန္တာရှိတယ်လို့နောက်ကလုံလဝီရိယလည်းပဲကြိုးပမ်းအထောက်မှုတွေရှိရတယ်သန္တာတော်ရှိပါရဲ့မကြိုးစားဘူးဆိုရင်မရနိုင်ဘူးသန္တာရှိတယ်လို့ကြိုးပမ်းအထောက်မှုကလိုက်ရကြိုးပမ်းအထောက်မှုတော့ရှိပါရဲ့အခက်ခဲလေးကျုံလာလို့ရှိရင်စိတ်ဓာတ်ကြနောက်ဆုတ်သွားတာမျိုးလည်းမဖြစ်စေရဒါကြောင့်မို့စိတ်ဓာတ်ဆိုရင်ကြံ့ခိုင်တဲ့စိတ်ဓာတ်ရှိရမယ်လို့ဆိုလောက်အခက်ခဲတွေတွေ့အခက်ခဲတွေမှာစိတ်ဓာတ်တုံ့လုံးမှုမရှိဘဲနဲ့ကြံ့ခိုင်တဲ့စိတ်ဓာတ်နဲ့ကြိုးပမ်းအထောက်အဲ့ဒီလိုကြိုးပမ်းအထောက်တဲ့အခါမှာအရေးကြီးဆုံးကတော့ဆင်ញင်တုံတရားပဲဖြစ်တယ်ဝိမာန်တာဘယ်ကိစ္စပဲဖြစ်ဖြစ်လှုပ်တဲ့လှုပ်ထိုက်တာတွေလှုပ်ပုံလုံပြီးတွေဆိုတာတွေကစဉ်းစားဆင်ခြင်မှုဟာသိအရေးကြီးတယ်ပေါ့ဒါကြောင့်မို့သန္တာဝီရိယစိတ်ဓာတ်ဝိမာန်တဆိုတာကိုအဓိပတိပစ္စယောလို့စိတ်ထဲမှာလွှမ်းမိုးကြီးစိုးနေတဲ့24ပစ္စည်းထဲမှာအဓိပတိပစ္စည်းဖြစ်ဟောထားတယ်အဋ္ဌိပါဒကြီးပွားတိုးတက်ခြင်းအကြောင်းဖြင့်မြတ်စွာဘုရားကဟောထားတယ်အဆင့်အမြင့်ဆုံးရောက်အောင်သန္တာဝီရိယစိတ်ဓာတ်ဝိမာန်တတို့ကိုယ်တဏ္ဍာမှာတိုးတက်ခိုင်မာလာအောင်လုပ်နိုင်တယ်ဆိုတဲ့ပုဂ္ဂိုလ်ဟာအောင်မြင်ကြီးပွားမှုရဲ့အထွတ်ထိပ်ကိုရောက်နိုင်တယ်လို့ဒီလိုဟောတာဒါကြောင့်မို့ကိုလုံးရမယ့်အလုပ်ကကိုယ့်ရဲ့သန္တာကြီးပွားတိုးတက်လို့တဲ့သန္တာထိုသန္တာအာလျော်စွာကြီးမားတဲ့လုံလထက်သန်ပြင်းပြတဲ့ဇွဲကောင်းတဲ့လုံလစိတ်ဓာတ်ကြံ့ခိုင်တဲ့စိတ်ဓာတ်အလုပ်ကိစ္စပေါ်မှာအမှားအမှန်ကိုစစ်စစ်နိုင်တဲ့အသိပညာဝိမာန်တာဒါတွေနဲ့လှုပ်သွားမယ်ဆိုလို့ရှိရင်လောကလူတွေဟာကိုလိုချင်တဲ့ပန်းတိုင်ကိုမရောက်ဘဲမနေနိုင်ပါဘူးလူဘဝစီးပွားဥစ္စာတိုးတက်ဖို့လည်းမြတ်စွာဘုရားကလမ်းညွှန်မှုပြုထားတယ်စီးပွားတိုးတက်ဖို့မဟုတ်ဘူးလူတော်လူကောင်းဖြစ်ဖို့ဆိုလဲမြတ်စွာဘုရားကလမ်းညွှန်ပေးထားတယ်စီးပွားတိုးတက်မှုလူတော်လူကောင်းဖြစ်မှုတဲ့ပိုလွန်တဲ့နောင်ဘဝမှာကောင်းရသူတိရောက်ချင်တယ်ဆိုရင်လည်းမြတ်စွာဘုရားကလမ်းညွှန်မှုပေးထားတယ်ဒါတွေမကဘူးတန်မြာထဲမှာမနေကြတော့ဘူး။အိုခြင်းနာခြင်းသေခြင်းဆိုတဲ့
တန်တရားဝဆင်းရဲတွေကလွတ်ကင်းရနိဗ္ဗာန်ချမ်းသာကိုမျက်မှောက်ပြုခြင်းတယ်ဆိုရင်လေမဂ္ဂင်၈ပါးအကျင့်တရားကိုကျင့်နည်းနဲ့တကွမြတ်စွာဘုရားကရှင်းလင်းဟောကြားထားတာပြည့်စုံတဲ့ဘာသာတရားအဆုံးအမတရားဘလောက်များပြားသလဲဆိုရင်ခဏခေတ်မှာဘာသာတရားထဲမှာဗုဒ္ဓရဲ့အဆုံးအမအပြည့်စုံဆုံးနဲ့အကောင်းဆုံးနဲ့အများဆုံးပဲဖြစ်တယ်လေ့လာစရာတွေသိရှိစရာတွေအများကြီးဘာကြောင့်လဲလို့ဆိုရင်ပညာဟာအဓိကဖြစ်တာဒါကြောင့်မို့လူတော်လူကောင်းဖြစ်ဖို့ဆိုရင်မြတ်စွာဘုရားကိုကျင့်သီလကောင်းလုပ်ဖို့ကိုကျင့်သီလကောင်းလာလို့ရှိရင်စိတ်ဓာတ်တည်ငြိမ်မှုတွေကိုရစိတ်ဓာတ်တည်ငြိမ်မှုရလာရင်ထက်မြက်တဲ့အသိပညာရထက်မြက်တဲ့အသိဉာဏ်ရလာတဲ့အခါမှာစိတ်ဓာတ်ရဲ့ပြော့ညံ့မှုတွေစိတ်ဓာတ်ရဲ့ဉာဏ်ဖြစ်မှုတွေစိတ်ဓာတ်ရဲ့မစင်ကြယ်မှုတွေပညာနဲ့သာဆေးကြောသုတ်သင်လို့ရတယ်ပညာနဲ့ဆေးကြောသုတ်သင်မှုတွေအဓိကဗုဒ္ဓရဲ့အဆုံးအမမှာအသိပညာအရေးကြီးတယ်လို့သူတို့ဆိုအခြေခံအစပြီးမြတ်စွာဘုရားရဲ့မြတ်ဗုဒ္ဓရဲ့အဆုံးအမတွေဟာလောကလူသားတွေကြီးပွားဖို့အတွက်လူမျိုးမရွေးဘာသာမရွေးလိုက်နာကျင့်သုံးမယ်ဆိုရင်မြတ်ဗုဒ္ဓရဲ့အဆုံးအမရဒီဘဝမှာလည်းကြီးပွားတိုးတက်နိုင်တယ်နောက်ဘဝမှာလည်းကောင်းအလူတိရောက်နိုင်တယ်ဒီဘဝထိုဘဝဘယ်ဘဝမှမလိုချင်ဘူးတန်တရားဝဆင်းရဲကလွတ်ကင်းနေတယ်ဆိုတကယ်အာမခံရှိတဲ့လွတ်ကင်းရဖြစ်တဲ့နိဗ္ဗာန်ချမ်းသာကိုလည်းရောက်ရှိနိုင်တယ်ဆိုတဲ့အဆုံးအမမျိုးဖြစ်တယ်ပေါ့လောကလူသားတွေကသာမိမိတို့ကတန်တရားထဲမှာပြောနေခြင်းလို့တန်တရားထဲမှာကောင်းစားခြင်းလို့နိဗ္ဗာန်ချမ်းသာကိုမလိုချင်သေးဘူးဆိုရင်လည်းတန်တရားထဲမှာကောင်းစားချမ်းသာတစ်ခုကနေချမ်းသာတစ်ခုဆင်းရဲတွေကလွတ်မြောက်ပြီးနေထိုင်တဲ့နည်းတွေမြတ်စွာဘုရားအတွင်းအားတွေကိုရှင်းလင်းဟောကြားထားတာဒီပေါ့အဲ့ဒါတွေကိုမိမိကိုယ်တိုင်လိုက်နာကျင့်သုံးမှုပြုအောင်မပြုဘဲနဲ့ဗုဒ္ဓအဆုံးအမမှာဆုတောင်းနေလို့ကတော့ဘာတစ်ခုမှမရဘူးလို့ဒီလိုဆိုဆုတောင်းနေတယ်ဆိုတာဆန္ဒကိုထုတ်ပေါ်နေခြင်းများတာဖြစ်တယ်အလုတ်ကိုလုပ်ဖို့လိုအပ်တယ်လို့ဆိုတဲ့ဆုံးမဩဝါဒတွေတိုင်းလုပ်ကြရမှာဖြစ်တယ်ဒါကြောင့်မို့အချိန်မနှောင်းမီကြိုးစားကြရမှာဘာတွေကြိုးစားရမလဲဆိုတာမြတ်ဗုဒ္ဓရဲ့အဆုံးအမတွေကထုတ်ဖော်ပြီးတော့မှတ်သားနိုင်ယူပြီးလူငယ်လူရွယ်တွေရောလူလက်ပိုင်းတွေရောလူကြီးတွေရောမြတ်ဗုဒ္ဓကိုယုံကြည်ကိုးစားကြတယ်လောကသားတွေမိမိတို့အတွက်လိုအပ်ချက်တွေကိုဖြည့်ဆည်းဖို့အချိန်မနှောင်းမီကကြိုးစားမှာဘယ်ကိစ္စပဲဖြစ်ဖြစ်အချိန်ဆိုဒီမှာရပ်နေတာမျိုးမဟုတ်ဘူးလောကလူတွေပြောကြတယ်လေဒီရည်နဲ့အချိန်ဒီလူကိုမဆောင်ဆိုတာပြောလိပြောထားရှိကြတယ်လူကသာနောက်ကျကြံရင်မျိုးဖြစ်တယ်အချိန်နဲ့တပြေးညီကြိုးစားအားထုတ်နေဖို့လိုအပ်တယ်အဲ့ဒီမှာမေမေလျော်ရောနဲ့ပမာဒလို့ဆိုရရရှိထားတဲ့အခွင့်အရေးလေးပေါ်မှာရင်မှုနေမယ်ရရှိနေတဲ့အခြေအနေလေးပေါ်မှာရင်မှုနေတယ်ဥပမာစီးပွားရေးလေးကအဆင်ပြေတယ်ရောင်းကောင်းဝယ်ကောင်းလေးဖြစ်နေတယ်စားနိုင်တောက်နိုင်တယ်တိုက်နဲ့ကားနဲ့ချမ်းသာတယ်စသဖြင့်ရရှိထားတဲ့အနေအထားလေးတစ်ခုပေါ်မှာရင်မှုပြီးတော့လှုပ်တဲ့လှုပ်ထိုက်တာတွေကိုမလှုပ်ဘူးဆိုလို့ရှိရင်အချိန်ဆိုတာကုန်သွားလို့လှုပ်လို့မရတော့တဲ့အချိန်ပိုင်းဆိုတာရောက်လာမှာဖြစ်လောကမှာနေမင်းကြီးကအရှိကနေထွက်ပေါ်လာပြီး12နာရီတာမှလူလောကကိုအလင်းရောင်ပေးပြီးလို့ရှိရင်အနောက်တောင်ဆွဲမှာဝင်ရောက်ပြောက်ကွယ်သွားရုံပဲအရှိကအလင်းရောင်ထွက်လာပြီးတော့အနောက်တောင်ဆွဲမှာကွယ်ပြီးတော့မမှောင်ခင်လှုပ်တဲ့လှုပ်ထိုက်တာတွေကိုလူတွေဟာအလင်းရောင်ထဲမှာလှုပ်ကြအဲဒီမှာအလင်းရောင်ရှိနေတော့လုပ်ရမယ်လှုပ်ကိစ္စတွေကိုမှောင်မလှုပ်ဘဲနဲ့မေးမောနေလို့နေဝင်သွားပြီနေမှောင်သွားပြီဆိုရင်ဘာတစ်ခုမှအချိန်ကြတော့လှုပ်လို့ရမှာမဟုတ်ဘူးဘဝခရီးဟာလည်းပဲနေမင်းကြီးထွက်ပြီးတော့နေဝင်သွားသလိုကိုယ်ဘဝလှုပ်လို့ရတဲ့အချိန်တွေရှိတယ်လို့လှုပ်လို့မရတော့တဲ့အချိန်ဆိုတာတနေ့ကျတော့ရောက်လာမှာဖြစ်တယ်ပေါ့အဲဒီလိုရောက်လာပြီဆိုတဲ့အခါကျတော့လူတွေရဲ့စိတ်ထဲမှာဘာဖြစ်တတ်တုံးဆိုနောင်တပူပန်မှုလို့ဆိုတာမျိုးလာတတ်တယ်ပစ္ဆာနုတ္တပလို့ခေါ်တယ်ပစ္ဆာနောက်ပိုင်းမှာလှုပ်လို့ကင်လို့မရတော့ဘူးအချိန်တွေကုန်သွားပြီဆိုတဲ့အခါမှာအနုတ္တပစိတ်ထဲမှာပူတာဒီနေရာမှာမြန်မာစကားမှာနောင်တရတယ်ဆိုတာနဲ့နောင်တပူပန်တာနဲ့မတူဘူးနောင်တရတယ်ဆိုတာကိုယ်အမားကိုမြင်တာကိုနောင်တရတယ်လို့ခေါ်တယ်နောင်တပူပန်တယ်ဆိုတာကနော်လုံမရတော့တဲ့အချိန်မှာ
ဘယ်လိုမှမတတ်နိုင်တော့စိတ်ဆင်းရဲပြီးတော့နေတာကိုနောင်တပူပန်တယ်လို့ခေါ်မလုံးမိတာမှားလေခြင်းဆိုတဲ့စိတ်ဆင်းရဲနေမှုကိုနောင်တပူပန်အဲ့ဒီနောင်တပူပန်မှုမျိုးတွေကိုမဖြစ်အောင်လို့ဆိုပြီးတော့မြတ်စွာဘုရားဟာကျင့်ရင်ဆုံးမခဲ့တာဖြစ်တယ်အဲ့ဒီနောင်တပူပန်မှုကိုဖြစ်စေတတ်တဲ့အရာတွေဟာမြောင်များစွာရှိတဲ့ထဲမှာလောကလူသားတွေနဲ့သက်ဆိုင်တာလေးကိုမြတ်စွာဘုရားကဟောကြားဆုံးမထားတာရှိ950 စက်တော်တွေထဲမှာဇနတန္တဆဆိုတာရှိတယ်ခါရပေါင်း12ပုဒ်ပါလို့ဒွါရတကနိဗ္ဗာန်950တဲ့ထဲမှာ468ဇက်မြောက်မှာမြတ်စွာဘုရားကနောင်တရတတ်တယ်အချိန်မနှောင်းမီကြိုးစားထားကြလို့တတိပေးဆုံးမထားလူအလုံးနဲ့သက်ဆိုင်အလွှာအလုံးနဲ့သက်ဆိုင်လူတိုင်းနဲ့သက်ဆိုင်ပေါ့အဲ့ဒီမှာအလတ္တဝိတ္တံတပ္ပတိပုပ္ပိအတမုဌာနိတံငယ်ရွယ်စဉ်အခါမှာစီးပွားဥစ္စာဆိုတာကြိုးစားရှာမိမိလျော်ရောမနေဘဲနဲ့စီးပွားဥစ္စာကြိုးစားရှာအသုံးနဲ့အဖြုံးမသိဘူးအသုံးလားအဖြုံးလားမသိသည့်အတွက်ကြောင့်အဖြုံးနေနဲ့သွားသုံးတဲ့နေရာမှာသုံးတာမသုံးတဲ့နေရာမသုံးဘူးမြတ်စွာဘုရားသခင်ကိုရောမြတ်ကစီးပွားဥစ္စာကိုကြိုးစားရှာရမယ်ဆိုတာဟောတယ်စီးပွားဥစ္စာကြိုးစားရှာပြီးတော့ရတာထားတဲ့မိမိရဲ့ဝင်ငွေဆိုတော့ငွေကိုဥတည်ပြီးတော့ပြောဝင်ငွေလေးကို၄ပုံပုံတစ်ပုံကို emergency အတွက်ထားအချိန်ကြီးသုံးလို့ရတဲ့အနေအထားမျိုးမှာတစ်ပုံကိုစုငွေအဖြစ်ထားတစ်ပုံကိုပဲစားကျန်တဲ့နှစ်ပုံကိုအရင်နှီးပြုပြီးတော့တိုးပွားအောင်ကြိုးစားရမယ်လို့ဒါမြတ်စွာဘုရားရဲ့စီးပွားရေး policy ပေါ့ပြောမယ်ဆိုရင် economy နော်ဘုရားဘာသာဝင်တွေသိလိုက်တာတချို့ကပြောတယ်ဘုရားဘာသာလို့စီးပွားမဖြစ်ဘူးလို့တခြားဘာသာဝင်တွေစီးပွားတိုးတက်နေတာကိုကြည့်ပြီးဘုရားဘာသာဖြစ်လို့ပဲစီးပွားမဖြစ်တဲ့အောင်ကိုမလုံးလို့ကိုမရတာမသိကြအေးမြန်မာလူမျိုးတွေကိုအကဲခတ်ပြီးတော့ကြည့်လိုက်မယ်ဆိုလို့ရှိရင်မြန်မာလူမျိုးတွေဟာစုဆောင်းခြင်းအားနည်းတယ်လို့သူတို့ပြောရှာတော့ရှာကြပါရဲ့ရှာလို့ရတာနဲ့သုံးတာဘယ်ဟာများနေတော့ဆိုရတာတဲ့သုံးတာကများနေတယ်ပေါ့သုံးတာများပြီးတော့သုံးတာလားဖြုံးတာလားဆိုအဖြုံးဘက်ပါအိမ်တိုင်းမှာကြည့်လေထမင်းချက်တာကစပိုးနေပိုးရင်ဘာဖြစ်တုံပြစ်မယ်ဘုန်းကြီးเจ้าနေသွားကြည့်ရွာတည်တဲ့ပို့ပြီးတော့တုံပြစ်နေရတယ်နေ့စဉ်အဲ့တော့ဒါလေးတွေကိုထိမ့်လိုက်နိုင်မယ်ဆိုလို့ရှိရင်အပိုးအရှံတွေမရှိဘဲနဲ့ကိုယ့်အိမ်မှာကိုထမင်းချက်ထားသည်ပဲနဲ့နည်းနည်းပါးပါးလျှော့စားတာမဟုတ်ဘဲနဲ့ပို့ပြီးတော့ရှမ်းနေအောင်လုပ်တာပြီးတုံပြစ်တဲ့ဓလေ့ကြီးဟာပြုပြင်ဖို့ကောင်းနေပြီဘုန်းကြီးတို့ကိုရီးယားသွားတော့ကဟိန်းစာဆိုတဲ့ဘုန်းကြီးเจ้าကိုရီးယားယဟန်နေကိုရီးယားမှာယဟန်ခံနေတယ်ဆိုလို့ရှိရင်ကိုရင်ဝတ်နဲ့၄နှစ် training ယူရတယ်သင်တန်းတက်ရဗမာပြည်လိုလွယ်လွယ်ကူကူနဲ့ယဟန်ခံမပေးဘူးကိုရင်ဘဝနဲ့၄နှစ်ကြီးသင်တန်းတက်ရတက်ပြီးပြီဆိုတော့မှကျင့်တတ်လောက်မှယဟန်ခံပေးအဲ့ဒီကျောင်းကြီးရောက်တဲ့အခါကျတော့ဘုန်းကြီးတို့ဧည့်သည်အနေနဲ့အခါပြီးတော့အားလုံးချက်ပြုတ်ထားတာဘူဖေးပဲဘုန်းကြီးရဲ့တပည့်တော်ဘူးတဲ့ကိုရီးယားဘိက္ခုနီမကတပိတ်ကလေးနဲ့ဆောင်းလေးထက်တူလေးနှစ်ချောင်းပေါ်တင်ပြီးဟင်းလေးနည်းနည်းထည့်ပြီးဆရာတော်တဲ့ဒီထဲဟာတွေကုံအောင်ဖုံးပေးရမှာဒီမှာလုံးဝသမင်းကြံဟင်းကြံမစွန့်ရဘူးတဲ့ကဲပြီးဆရာတော်မကုံရင်သူတို့စားပါမယ်ပြစ်ခွင့်မရှိဘူးသူတို့စီသမင်းကြံဟင်းကြံဆိုမစွန့်ရဘူးသဘောကျတယ်လုံးဝမကြံရဘူးကိုစားနိုင်တဲ့လောက်ထည့်ပြီးအပူဆိုတာမရှိရအဲ့လိုစီကံစနစ်တွေနဲ့အပူကုန်ကြတာမျိုးမရှိတော့ဘူးပေါ့ပူကုန်ကြမှုမရှိဘူးလူလဲဝါဝါလဲစားသေးတယ်ကုန်ကြမှုတွေမရှိအဲ့တော့အဖြုံးဆိုတာအမှန်တမ်းအသုံးပဲရှိတယ်အဖြုံးမရှိသေးဘူးမြန်မာလူငယ်လူရွယ်တွေမေးကြည့်လိုက် Thank မြန်မာလူငယ်လူရွယ်တွေမေးကြည့်လိုက် you. ဘုန်းကြီးတို့ဧည့်သည်အနေနဲ့အခါပြီးတော့အားလုံး
တလောကလူငယ်တယောက်လာတော့မေးကြည့်တယ်မင်းလာကခုအလုပ်ရမလားရပြီလာကဘယ်လောက်ရ6000ရငါကတော့မရခင်တော့ရောမရခင်တော့ကတော့ဘာမှမရှိဘူးဒီလိုစားခု6000ရတော့ဘယ်လောက်စုမိလို့6000လည်းကုန်တာမရခင်တော့လည်းဒီလိုနေတာပဲရတော့လည်းသူ့မှာ6000ကဘာမှဟိုရင်ဖြစ်ကုန်သွားပြန်တပြားမှမစုမိဘူးနောက်လက်ကြည့်နောက်စီပဲကြံအဲ့ဒီလိုတွေစုဆောင်မှုတွေအလွန်အားနည်းသည့်အတွက်ကြောင့်မြန်မာလူမျိုးတွေဆင်းရဲနေတာတချို့ကပြောကြသေးတယ်ဗမာပြည်မှာဒါနတွေကောင်းရတဲ့နဲ့ဘာလို့ဆင်းရဲနေကြတာတော့ဆိုအတုံးနဲ့အဖြုံမသိလို့ဆင်းရဲနေကြတာလုံးတင်လုံးထိုက်တာတွေမကြိုးစားလို့ဆင်းရဲနေတာလို့ဆိုတဲ့အဖြေထုတ်လို့ရတာပေါ့ဒါကြောင့်မို့မြတ်စွာဘုရားကဟောတယ်အန္တတဝိတ္တံတပ္ပတိပုပ္ပေအတမုဌာနိတံငယ်စဉ်အခါမှာကြိုးစားရမယ်ရှာဖွေရမယ်စုဆောင်းရမယ်နပုပ္ပေဒနမေသိတ္တံအသက်ရွယ်ကြီးလာတဲ့အခါမရှာနိုင်တော့ဘူးလူဆိုတာကျမ်းမာနေတော့သာလှုပ်လို့ရတာမကျမ်းမာတဲ့အခါမှာအလုံးမလုံးနိုင်တော့မလုံးနိုင်တဲ့အခါနပုဏ္ဏနပုပ္ပေဒနမေသိတ္တံမရှာနိုင်တော့ဘူးဆိုတဲ့အခါကျတော့ဣတိပစ္ဆာနုတ္တပတိငါငယ်တော့ကစုဆောင်းထားတာမရှိတက်ကြီးလာတော့အလောက်ကလည်းမလုံးနိုင်ငွေကြေးဒနာကလည်းမရှိဆိုတော့ဘာသာလုံးတော့အဲ့ဒီအချိန်မှာဆင်းရဲဒုက္ခရောက်တတ်တယ်တောင်တပူပန်မှုတွေဖြစ်တတ်ဒါကြောင့်မို့လို့လူဘဝရလာလို့ရှိရင်ကိုယ့်ကိုပြီးတော့မြတ်စွာဘုရားရဲ့အဆုံးအမတိုင်းစုဆောင်းငွေဆိုတာထားရမယ်ညတဥဒ္ဌာဏတမ္ပရာအာရခတမ္ပရာသမစီဝိတာလို့မြတ်စွာဘုရားဟောထားတဲ့အချက်တွေအတိုင်းလိုက်နာကျင့်သုံးမယ်ကြိုးစားတယ်နော်ကြိုးစားတယ်အလေလွတ်မရှိအောင်ထိမ့်သိမ့်တယ်ဝင်ငွေထက်ငွေမြတ်တအောင်သုံးသွဲတယ်ဆိုလို့ရှိရင်တထေးကြီးမဖြစ်တော့မဆင်းရဲဘူးပေါ့အဲ့ဒါလို့မလုပ်ဘူးဆိုလို့ရှိရင်တော့ဆင်းရဲဒုက္ခရောက်နိုင်တယ်တဲ့နံပါတ်1စီးပွားဥစ္စာငယ်စဉ်ကကြိုးစားရှာရမယ်ဒီလိုဆိုနောက်တစ်ခုကဘာလို့တัจจရူပံပုရိတန္တံမယသိပ္ပံနသိခိတံငယ်ငယ်တော့ကတော့ပျော်လို့ပန်းလို့နော်စာသင်ရမှာပြင်းတယ်ကျောင်းတက်ရမှာပြင်းတယ်အဲ့ဒီလိုတကယ်ချင်းပေါင်းတင်နေတဲ့ဟေးလာဝါလာနဲ့အချိန်ကုန်သင်ရမယ့်ဘာသာရပ်တွေတေချာမသိကြည့်လိုက်ရင်ကိုယ်မှဘာမှမမေရတတ်တာမရှိပညာသူများတွေကပညာတွေတတ်လို့အလုပ်တွေရသွားကိုယ်မှနောက်လက်ကြည့်နောက်စီဘာဘွဲ့မှလည်းမရှိအလုပ်ရှောင်လည်းမရဆိုတဲ့အနေအထားမျိုးတွေဖြစ်လာငယ်တုန်းကပညာမသင်ခဲ့လို့ပြောတော့ပြောကြပါလေပညာမရှိသူဤဝန်ထမ်းနဲ့နော်ပညာရွှေအိုးလူမခိုးဆိုပြီးတော့ပညာသင်ဖို့အတွက်အများကြီးတိုက်တွန်းပြီးတော့ပြောကြအကယ်၍မသင်ဘူးပညာမတတ်ဘူးဆိုရင်ဘာဖြစ်ကိစ္စဝုဒ္ဓိအသိပ္ပတ္တတတ်ပညာမတတ်တဲ့ပုဂ္ဂိုလ်ဟာအသက်မွေးဖို့ရခက်ခဲတယ်ပညာတတ်တဲ့ပုဂ္ဂိုလ်ကြတော့မိမိပညာစွမ်းအားနဲ့အသက်မွေးဖို့ရလွယ်တယ်ပေါ့နောက်တစ်ခေတ်မှာဆိုလို့ရှိရင်ကြည့်စီးပွားရေးခွင့်လန်းတွေပွင့်လာတဲ့အခါမှာပညာရှိတဲ့ပုဂ္ဂိုလ်တွေယာရုကောင်းကောင်းအလောက်ကိုင်းတတ်တဲ့ပုဂ္ဂိုလ်တွေကိုယာရုကောင်းကောင်းပေးလကကောင်းကောင်းပေးဒါကတိုင်းပြည်တွေမှာအဲ့ဒါအမေရိကမှာမြန်မာလူမျိုးနဲ့အမေရိကန်ရောက်နေတဲ့မြန်မာတကာကြီးတယောက်သူနေရာပြောင်းပြီးတော့အလုပ်လုပ်တဲ့အခါမှာသူကအကောင့်တင်လုပ်အကောင့်တင်ဆိုတော့အမေရိကန်လူမျိုးတွေနဲ့ရှင်ပြိုင်ပြီးတော့စာမွေးဖြေရတယ်လူအစိတ်စာမွေးဖြေတယ်တဲ့သူဖြေတော့ကုမ္ပဏီတစ်ခုရဲ့စာမွေးတစ်ခုဖြေလိုက်တယ်သူကအရွေးခံရတယ်နံပါတ်1ရအမေရိကန်လူမျိုးတွေကိုမရွေးဘူးမြန်မာလူမျိုးကရသွားဘာဖြစ်လို့လဲဆိုသူစူးစမ်းလို့ပညာတတ်တယ်ပညာတတ်သည့်အတွက်ကြောင့်ဟိုကုမ္ပဏီကခေါ်ဒီကုမ္ပဏီကခေါ်သူ့မှာအလုပ်ရဖို့မခဲရင်တော့ဘူးအလုပ်ပညာမတတ်ဘူးဆိုရင်ကိစ္စဝုဒ္ဓိအသိပ္ပတ္တတဲ့ပညာမတတ်ဘူးဆိုရင်အသက်မွေးဖို့ခက်ခဲတယ်တဲ့ဒါကြောင့်မို့ငယ်စဉ်ကပညာသင်ကြားရမယ်အချိန်မနှောင်းမီဒါကြိုးစားရပညာဆိုဒီမှာနော်ပညာဆိုဒီမှာအမျိုးစုံရှိတယ်သမွေးဝမ်းကြောင်းပညာဆိုတာဘယ်ပညာဖြစ်ဖြစ်တတ်ကြိုးစားနောက်ဆုံးမှာကားရည်ဆေးတာလည်းပညာပဲကားဆေးတုပ်တာလည်းပညာပဲကားပြင်တာစက်ဘီးပြင်တာမော်တော်ဆိုင်ဒါတွေပညာတွေကြီးပဲအကုန်ဘယ်ပညာပဲတတ်ကိုနဲ့
တက်နေရတဲ့ပညာရက်တွေကိုကြိုးစားအားထုတ်ပြီးတော့သင်ကြရနိုင်ငံခြားလူတွေပြောသလို I do my best ငါအလုပ်ကိုငါအကောင်းဆုံးဖြစ်အောင်လုပ်အကောင်းဆုံးဖြစ်အောင်လုပ်လို့ရှိရင်ဒီပုဂ္ဂိုလ်ဟာအသက်မွေးဝမ်းကြောင်းအတွက်လွယ်တယ်လို့ဒီလိုဆိုတာနောက်တစ်ခုကလှုပ်တဲ့နာတွေကြီးပဲမှတ်လို့မရဘူးမလှုပ်တဲ့နာကိုလည်းမလှုပ်ဖဲနေဘူးလိုအပ်တယ်ပေါ့ကုတဝေဒီပုရေအာသိပိတုနောပိဋ္ဌိမန္တိကောသံသောသဖရုသောဇာပိဣတိပိစ္ဆာနုတ္တပတိဒီချိန်တစ်ခါတော့မှကိုကယာဓုတွေရတယ်နော်ယာဓုတွေရှိတယ်ကိုရောက်လာတဲ့နေရာတွေမှာကိုကအကြီးအကဲဖြစ်လာတယ်ဆိုတဲ့အခါမှာတဲ့နော်ကောက်ကျစ်ဆင်းလဲတဲ့စိတ်ဓာတ်တွေအများပေါ်မှာအနိုင်ကျင့်တာကြမ်းကြုတ်တာနော်တူနဲ့တူမတက်အောင်ခုံးတိုက်တာတို့နောက်ွယ်ကနေပြီးတော့သူများရဲ့ကြောကုန်းခွာစားတာလာစားတာတွေအဲ့ဒီလိုဟာမျိုးတွေလုတ်ပြီးနောက်ဆုံးမှာဘဝအဆုံးသတ်တော့မယ်ဆိုတဲ့အခါကျတော့ငါလုတ်ခဲ့တာတွေတခုမှမဟုတ်ပါလားပြန်တွေးတဲ့အခါမလုတ်တဲ့နာတွေလုတ်လို့ရှိရင်လဲနောင်တပူပန်တတ်တယ်ဒါကြောင့်မို့အချိန်မနှောင်းမီမလုတ်တဲ့နာတွေလည်းမလုတ်နဲ့လို့ဒီလိုဆိုလို့လုတ်တဲ့နာကိုလည်းလုတ်ရမယ်မလုတ်တဲ့နာကိုလည်းပဲအချိန်မနှောင်းမီမလုတ်ဖဲနေဖို့လိုအပ်တယ်ပါဏာတိပါတိပုရိအာသိင်လုတ်တော်စာပိအနာရိယောဘူတန္နနာပစာရိတံဣတိပစ္ဆာနုတ္တပတိငယ်တော့ရွယ်တော့ကတော့ရဲဆက်ဆက်အကောင်လောင်တွေတတ်တယ်ဖြတ်တယ်နော်ကြမ်းတမ်းတယ်ရက်ဆက်တယ်အကျဉ်းသားတရားမဲ့တယ်ဘယ်တရားကိုမှအကျဉ်းသားတရားမထားဘူးရဲဆက်ဆက်လုပ်တယ်လောဟိတပါဠိသွေးစွန်သောလက်ရှိခဲ့လို့လုံနိုင်ကိုင်နိုင်တော့တတ်ဖြတ်ဒီလိုလုပ်ပြီးတော့ဝဝလင်းလင်းစားသုံးလားဒီအကုသိုလ်တွေနောက်ဆုံးသေကဏီသေကောင်းသေဝရောက်လာတဲ့အခါကျလို့ရှိရင်တော့ငါလှုပ်တာတွေမှားကုန်ပြီရဲဆက်ကြိုတင်ပြီးတော့ရှောင်ရှားရမှာမရှောင်ခဲ့သည့်အတွက်ကြောင့်သေကဏီအချိန်မှာနော်သေကဏီအချိန်မှာဘာဖြစ်လာအာယုန်နမိတ်တွေထင်းလာတဲ့အခါမှာရက်ဆက်ကြမ်းညွတ်ခဲ့တာတွေပြန်ထင်ပြီးတော့ကိုရက်ဆက်မဲ့လူတွေပေါ်လာတဲ့အခါကျမျက်လုံးပြူမျက်စံပြူနဲ့သေသွားတတ်တယ်ပင်ငရဲရောက်ရတတ်တယ်ဒါလည်းပဲကြိုတင်ပြီးတော့ရက်ဆက်တဲ့အလုပ်တွေမလုပ်ဖို့ရှောင်ကျဉ်ရမယ်လို့ဒီလိုဆိုဘဟုတုဝတ္တတန္တိတုအနာပါတိတုအဋ္ဌိတုပရဓာရိပရဓာရံအာတိဝိတံဣတိပစ္ဆာနုတ္တပတိဒါကတော့ကိုချင်းတရားပြပြမှုနဲ့ပတ်သက်တယ်လူခုံသိက္ခာကိုမလိုက်စားဘူးမလေးစားဘူးသူတော်ဘာသားမယားတွေကိုပြစ်မှားတယ်နော်လောကမှာမိမိကိုယ်တိုင်မိကောင်းဖခင်သားသမီးနဲ့မိကောင်းဖခင်မိသားစုပြီးခုံသိက္ခာရှိအိမ်အောင်ပြုလို့ရပါရဲ့တန်းနဲ့သူတော်ဘာသားမယားကိုသွားပြစ်မှားတယ်ဆိုတဲ့ပုဂ္ဂိုလ်တွေဟာနောက်တစ်ချိန်ကျတော့မစင်ပင်ပုတ်ငရဲတဲ့ရောက်ပြီးဆင်းရဲဒုက္ခတွေရောက်ရတယ်ပရဓာရဆိုတာဒီဘဝမှာလည်းပဲကြီးသေးသောအပြစ်ဒဏ်တွေခံရပြီးနောက်ဘဝရောက်လို့ရှိရင်လည်းပဲဆင်းရဲဒုက္ခတွေနဲ့ကြုံတတ်တယ်ဒါကြောင့်မို့ကာမေတုမိစ္ဆာစာရဆိုတဲ့ဂုဏ်သိက္ခာကင်းမဲ့တဲ့အလုပ်မျိုးကိုလည်းပဲအရွယ်ရှိတဲ့အချိန်မှာရှောင်ရှားကြရတယ်တဲ့လုံးဝရှောင်ရှားမရှောင်ရှားလို့ရှိရင်နောင်ကြလို့ရှိရင်ဥပ္ပန်ဆင်းရဲရတယ်လို့ဒီလိုဆိုလို့ဘဟုနိဝတ္တတန္တမိဘဟုမိဝတ္တတန္တမိအနပန္နိဥပဋ္ဌိတိနပုပ္ပိအတဒံဒါနဣတိပစ္ဆာနုတ္တလောကမှာလူတွေဟာကိုယ်အတိုင်းတာလိုက်ပစ္စည်းဥစ္စာတွေရှိကြတယ်ကိုယ်စားစရာရှိတယ်နေစရာရှိတယ်ဝတ်စားစရာရှိတယ်အဲ့ဒီထဲမှာလူဘဝရလာပြီဆိုလို့ရှိရင်တလုတ်တဆုပ်ဆိုတဲ့ဒါနကောင်းမှုတွေကိုပြုရစွန့်ကြဲပေးကမ်းမှုတွေကလောဘာကြောင့်လောရတာတော့ဆိုဒါနတံဘူတာနိဘောဂာနိစီးပွားစည်းစိမ်ဥစ္စာတွေဆိုတာဒါနကြောင့်ဖြစ်လာလောကလူတွေချမ်းသာမှုကိုရလာတာဒါနကြောင့်ပစ္စည်းဥစ္စာတွေရပြောကြမယ်လူတွေကကိုကြိုးစားလို့ကိုရတာပါဒါနကြောင့်မို့ကြိုးစားတိုင်းရတာလောကလူတွေဟာတန်းချီလူတွေကြိုးစားနေတာရတဲ့လူတွေမရတဲ့လူအလွန်နေတယ်ရတဲ့လူတွေဟာကံကောင်းတယ်လို့ပြောကြတယ်အဲ့ဒီကံကောင်းတယ်ဆိုတာဒါနကောင်းမှုလုပ်ခဲ့လို့လူဘဝမေးလာတဲ့အခါကြည့်ပေါ့အခုပသိမ်မျိုးထဲမှာချမ်းသာတဲ့လူရှိတယ်ဆင်းရဲတဲ့လူရှိတယ်
ကလေးဘဝလေးမှာချမ်းသာတဲ့အိမ်ကိုလူလာဖြစ်တဲ့လူရှိတယ်ဆင်းရဲတဲ့အိမ်လူသွားဖြစ်တယ်ဘယ်သူကရွေးချယ်ဘယ်သူကရွေးပေးတာကိုယ်ကောင်းမှုနဲ့ကိုယ်ဒါနပြုခဲ့တဲ့ပုဂ္ဂိုလ်ကချမ်းသာတဲ့အိမ်ကိုရောက်လာဒါနကောင်းမှုမရှိတဲ့ပုဂ္ဂိုလ်ကဆင်းရဲတဲ့အိမ်ရောက်သွားငင်းွယ်လို့မရတဲ့အနေအထားမျိုးကိုလုံးလို့ကိုရတယ်လို့ပြောစရာအကြောင်းမရှိဘူးဒါကြောင့်မို့လို့တတိထားရမှာတော့ကိုယ်မှာပစ္စည်းဥစ္စာတွေထိုက်တဲ့လောက်ရှိတယ်ဆိုပါတော့ကိုယ်စားစရာရှိတယ်ဆိုရင်စားစရာတွေကနေပြီးတော့ချိုးချံပြီးတော့လှူမယ်ဆိုရင်ဒါနဖြစ်တယ်မြတ်စွာဘုရားကဒါနနဲ့ပတ်သက်ပြီးဘယ်လောက်ထိဟောထားတော့ဆိုကိုယ်စားလို့ကြံတဲ့အိုးဆေးရည်ခွက်ဆေးရည်လေးပကံဆေးရည်လေးတွေတောင်တရဝါလေးတွေစားပါသေးဆိုတဲ့စေတနာလေးနဲ့စောင့်မယ်ဆိုရင်ကုသိုလ်ရသေးတယ်ဒါနရဲ့အကျိုးဟာခံစားရတယ်လို့ဒီလိုထိအောင်တော့ဟောတာနော်ဒါကြောင့်မို့ဒါနဆိုတာပြုလုပ်ဖို့အမှန်တမ်းလွယ်ပါတယ်ကိုယ်စားတဲ့ထဲကသမင်းတစ်လုံးလျှော့ပြီးတော့ဆွန်းတစ်စုံလောင်းလိုက်မယ်လှူလိုက်မယ်ကိုယ်စားတဲ့ထဲကနေလှူတာနဲ့တည်းပဲဒါနဆိုတာဖြစ်ပါအဲ့ဒါလို့ဒါနကောင်းမှုကိုလုပ်ရမယ်တဲ့မလုပ်ဖဲနေလို့အချိန်ကုန်သွားပြီဆိုတဲ့အခါကျတော့နောင်တပူပန်တတ်တယ်ပေါ့နောက်တစ်ခုကတော့မာတရံပိတရံစာပိဇိနကံကတယုပနံပဟုတံတောနပောတိတံဣတိပိသံလို့တက်ပြီကိုမှလူဘဝရလာတာဟာမိဘရဲ့ကျေးဇူးပဲဖြစ်တယ်မိဘကကိုယ်ကိုလက်မခံဘူးဆိုရင်လူလောကကိုရောက်လာမှာမဟုတ်ဘူးဒီတစ်ခုတည်းနဲ့မိဘရဲ့ကျေးဇူးဆက်လို့မရဘူးခုခေတ်ဆိုရင်လက်မခံတဲ့မိဘတွေပေါ်လာပြီနော်လူဘဝလာကျင်တာတောင်လက်မခံဘူးဆိုတာတွေနဲ့ကိုယ်ကိုဆင်းရဲဒုက္ခခံပြီးတော့မွေးပေးမဲ့မိဘရဲ့ကျေးဇူးမွေးပေးလို့ကိုယ်ဟာလူဖြစ်လာတယ်ဆိုတော့နဲတဲ့ကျေးဇူးမဟုတ်ဘူးဒါကြောင့်အမိုက်ပုံးနဲ့ပြည့်ဟိုပြည့်ဒီပြည့်ပြည့်ထားတာတွေစရင်ဘယ်လိုလုပ်နော်လောကကြီးမှာလူဖြစ်ချင်တာတောင်ဖြစ်ခွင့်မပေးဘူးလေကံတရားကတော့ပို့လိုက်ပါဒါပေမဲ့ဒီကျတော့ပြန်မောင်းထုတ်လိုက်တာမျိုးတွေရှိပေါ့အဲ့တော့ကိုကလူပီပီသားသားဖြစ်လာတဲ့အခါမှာကိုမိဘရဲ့ကျေးဇူးတော်သေးတယ်ငါမိဘတွေကမိုက်ပုံးနဲ့မထည့်လိုက်လို့နှုံးဆိုရင်ငါလည်းအမိုက်ကားလည်းရောက်သွားမှာဆိုအဲ့ဒီကျေးဇူးတရားလေးကိုကြည့်ပြီးတော့ကိုရှိတဲ့ပစ္စည်းဥစ္စာနဲ့မိဘတွေကိုရှိနေတဲ့အချိန်တတ်နေတဲ့အချိန်မိဘကိုပြုစုလုပ်ကျွေးရမယ်ကိုစားတဲ့ထဲကနေပြီးတော့မိဘကိုစားဥစားကြပေးတယ်ကမ်းတယ်ဒီလိုလုပ်အဲ့ဒါလို့မလုပ်ဘူးဆိုလို့ရှိရင်နောင်ကြရင်နောင်တပူပန်မှုတွေဖြစ်တတ်တယ်နောက်တစ်ခုကအာစရိယမနုတ္ထရံသဗ္ဗကာမရတ္တဟာပိဋ္ဌာနာအတိမေညိတ်တံဣတိပိသံလို့တဲ့ဆရာဆိုတာကိုလူရောက်ဝင်အောင်သင်ကြားပို့ချပေးတာကိုမသိတာတွေရှင်းပြတယ်အဲ့ဒီလိုကိုမသိတာတွေကိုရှင်းပြပြီးတော့လိုအပ်တဲ့ပညာရပ်တွေကိုပေးတဲ့ဆရာသမားဘယ်တော့မှမစော်ကားနဲ့အထင်သေးမြင်သေးမလုံးနဲ့ဘူးဆိုဆရာကိုစော်ကားတဲ့ပုဂ္ဂိုလ်တွေကဆင်းရဲဒုက္ခကြုံတတ်တယ်ဒါကြောင့်မို့လို့ဆရာကိုအထင်သေးခြင်းဆိုတာမျိုးလုံးမိတယ်ဆိုရင်တော့နောင်တပူပန်ရတတ်တယ်တဲ့နောက်တစ်ခုကသမဏေပြမဏေစာပိသီလဝန္တိဘောဓုတိနပုပ္ပေပိရူပတိတ်တံဣတိပိသနုတ္တပတိငယ်စဉ်ဘဝတုန်းကဘာသာတရားဆိုတာလည်းမလေးစားဘူးပညာရှိသူတော်ကောင်းကိုစိတ်ကပ်တာလည်းမလုပ်ဘူးဘယ်သူမှလူမထင်ဘူးကိုယ့်အကိုကြောနဲ့နော်အဲ့ဒီလိုကိုအထင်ကြီးတစ်ခွဲသားနဲ့နေပြီးတော့ပညာရှိတဲ့ဘောဓုတရှိတဲ့ပုဂ္ဂိုလ်တွေချင်းကပ်ချင်းမေးမြန်းခြင်းသီလရှိတဲ့ပုဂ္ဂိုလ်တွေနဲ့ပေါင်းသင်းဆက်ဆံခြင်းကိုမလုပ်ဘူးမလုပ်တဲ့အခါကျတော့အရာရာဟာနောက်ဆုံးအရွယ်ကုံဆုံးလာတဲ့အခါမှာအောက်ကျနောက်ကျတွေဖြစ်လာအဲ့ဒီကြတော့မှဘာမှမလုပ်ရသေးဘူးဆိုပြီးတော့စိတ်ပင်ပန်းမှုတွေနဲ့နောင်တပူပန်မှုတွေကိုရတတ်တယ်တဲ့ဒါကြောင့်မို့လို့နောင်တပူပန်မှုတွေမရအောင်ကြိုးစားအထောက်ရမယ်သာဓုဟောတိတပောစိန်သောတန်တောစပရိရူပါတိတောနသပုပ္ပေတပောစိန်သောတရားဓမ္မကျင့်ကြံကြိုးကုန်အထောက်နိုင်တယ်ဥပုသ်ဆောင်နိုင်တဲ့အရွယ်ဥပုသ်ဆောင်တရားနာနိုင်တဲ့အချိန်တရားနာလို့ကမ္မဋ္ဌာန်းအထုတ်နိုင်တဲ့အချိန်စိတ်တာတို့ဆယ်စခန်းတို့စသဖြင့်မျက်လုံးကောင်းအရွယ်ကောင်းတဲ့အချိန်မှာဒါတွေမလုပ်ခဲ့ဘူးဆိုလို့ရှိရင်ကိုယ့်ရဲ့လုပ်ဖို့ကြိုင်မဲ့တွေကိုယ့်ပတ်ဝန်းကျင်ကလူတွေကပညာတွေတတ်လို့တရားဓမ္မတွေကျင့်ကြံကြိုးကိုအထုတ်လို့ကို့မှာဒါသူပြောသလိုပြောเสียမှရှိဘူးတရားသိလည်းမရှိဘူးဆိုရင်တဦးနဲ့တူရှင်လိုက်တဲ့အခါမှာအောက်ကျနောက်ကျဖြစ်သွားတယ်မ
လှုပ်တဲ့လှုပ်ထိုက်တဲ့ဟာတွေကိုမလှုပ်သည့်အတွက်ကြောင့်စိတ်အားငယ်လာပြီးစိတ်ပူပန်တတ်တယ်တဲ့ဒါကြောင့်မို့လို့ငယ်ရွယ်စဉ်အချိန်မှာတရားနာတာတို့တရားအားထုတ်တာတို့ဥပုသ်သီလစောင့်ထုံးတာတို့ဒါမျိုးတွေကြိုးစားပြီးတော့လုပ်ရမှာဖြစ်တယ်မလုပ်ဘူးဆိုရင်နှောင်ကြလို့ရှိရင်နှောင်တပူပန်တတ်တယ်ဒါကြောင့်မို့လှုပ်တဲ့လှုပ်ထိုက်တာတွေကိုကျွတ်တင်ပြီးတော့အချိန်မနှောင်းမီလှုပ်ပါလို့မြတ်ဗုဒ္ဓသနတန္တစမှာသနတန္တမင်းဖြစ်စဉ်အခါသူ့ရဲ့တိုင်းသူပြည်သားတွေကိုဆုံးမဩဝါဒပေးတာမြတ်ဗုဒ္ဓရဲ့အဆုံးအမဩဝါဒဟာလေဒီအတိုင်းပဲဖြစ်တယ်ပေါ့တရားချစ်ခင်သူတော်စင်ပြိဿပေါင်းတို့မြတ်ဗုဒ္ဓကိုကိုယ်ွယ်စိတ်ကကြခြင်းသည်အသိပညာရဖို့အတွက်ကိုယ်ွယ်စိတ်ကကြခြင်းဖြစ်မြတ်စွာဘုရားတို့ကိုဘာလို့ဆုံးမတယ်လဲဘာတွေမလုပ်ရဘူးလို့ဟောတယ်လဲဘာတွေလုပ်ရမယ်လို့လမ်းညွှန်မှုပြုတယ်လဲအဲ့ဒီလမ်းညွှန်မှုပြုတဲ့အတိုင်းရှောင်ရမှာကိုရှောင်မှုဆောင်ရမှာကိုဆောင်မှုဒီလိုလုံးမှသာကောင်းကျိုးချမ်းသာတွေရရှိနိုင်မှာဖြစ်တယ်လို့ကိုယ်စီအသိဉာဏ်တွေရပြီးမြတ်ဗုဒ္ဓရဲ့အဆုံးအမတွေရနိုင်တဲ့အချိန်မှာအဆုံးအမတရားတွေများစွာရအောင်မိမိတို့ကိုယ်တိုင်ကလိုလားနှစ်ချိုက်နဲ့ဆုံးမတရားတွေများရအောင်တုဒ္ဒဆိုတာစီးပူးအားထုတ်ပြီးလိုက်နာကျင့်သုံးနိုင်ကြပါစေကုန်သတည်းမေတ္တာပို့ရအောင်တတ္တဝါများစွာဘေးရန်กว่าချမ်းသာကြပါစေတတ္တဝါများစွာဘေးရန်กว่าချမ်းသာကြပါစေမေတ္တာရေချမ်းသုံးငါဖြံငြိမ်းချမ်းကြပါစေမေတ္တာရေချမ်းသုံးငါဖြံကြပါစေတိုက်စေချမ်းသာစိတ်ချမ်းသာလွယ်ရဆန္ဒပြေပါစေတိုက်စေချမ်းသာစိတ်ချမ်းသာလွယ်ရဆန္ဒပြေပါစေဖုံလန္တာဒုက္ခပင်ကစားမေတ္တာပုံနေတုသင်္ကမမနောတရတိတဝေတံဘဝယန္တုဒုက္ခန္တကမေတ္တာပုံနေတုသင်္ကမစုပေါင်းပုအပ်မေတ္တာတဟုရောက်ယူပါဝင်ငွေလာမင်းနှင့်ရောင်ခြင်းရှဲယုံပေါင်းဆောင်ရခြင်းကြောင့်သဗ္ဗေတံကျွမဲ့ဩသုံးလုံးစုံများစွာတတ္တဝါတို့၏မနောတရတိမြင်မြဖြူစင်အေးကြည်လင်းသည့်ရေစဉ်ကြည်တင်းစိတ်နှလုံးတည်ဟုသောရေအိုင်ကြီးအတွင်း၌ဒုက္ခပင်ကသာစင်ထောရအေမြจิตာတာယာပွင့်လန်းချမ်းသာဒုက္ခတည်ဟုသောကုမုဒ္ဒရာကြာပန်တို့သည်ဖုံးလန္တာဝန္တာရွှင်မြူဝမုံလူလျက်ကြည်နူးပွဲကြုံဖူးပွင့်ကြကုန်သည်ဖြစ်၍ဒုက္ခန္တကလေးအောင်လေးတဲ့ရောရှက်သင်ပြန့်ပီတိတည်ဟုသောယနန်တို့သည်ဘဝယန္တုကောင်းစွာမဲ့သည်ကြိုင်လိုက်၍နေကြပါစေကုန်တည်း